cái bạn đi cái hết tất cả nó mà cái chân tay cái sao tất nó mà rồi mình cái trắng rồi cái cần cầu đó nó ô cái gì xem mấy có hello 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 chúng nó đó react ကိုသွားတဲ့ခီးစဉ်လေးကိုစတင်ပါပြီခင်ဗျမနေ့2နာရီကိုထားတယ်2နာရီခွဲလောက်ကျွန်တော်နေတဲ့ရက်ကွက်ကနေသွားတယ်ဘာကြောင့်ကျွန်တော်2နာရီထားရတယ်လဲဆိုတော့မနေ့က sunrise ကိုကျွန်တော်ကြည့်ချင်တာဖြစ်တဲ့အတွက်ပါနော်ဒါလေးကတော့ကျွန်တော်ဟိုမှာမြန်မာဝတ်စုံလေးနဲ့ရိုက်မယ်မြန်မာတနခါလေးနဲ့ရိုက်မယ်ဆိုတဲ့ idea လေးရလာလို့ထည့်သွားမယ်ဝတ်စုံလေးဖြစ်ပါတယ်ဆိုတော့ကိုက skin care သွားရမယ်ဘာလို့ skin care ရမလဲဆိုတော့ဟိုမှာကနေထွေးပြီဆိုတော်တော်လေးပူပါတယ်ဒါအပေါ်မှာဖြစ်တဲ့အတွက်ပါနော်တော်မြင့်တဲ့တောင်ပေါ်မှာတက်မှာဖြစ်တဲ့ပူတာဖြစ်တဲ့အတွက် sun cream လေးကိုလိမ့်သွားကြဖို့လဲကျွန်တော်ပြောချင်ပါတယ် hello 哦赶紧前面个赶紧走到 don အပစ်ဘယ်လိုလဲကျွန်တော်တို့ react မှာစားတောက်မဲ့အစားအစာလေးတွေ snack လေးတွေကိုလည်းကျွန်တော်တည်သွားတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့က Sunday ဖြစ်တယ်ဆိုတော့ Sunday ဆိုမှဆိုင်နဲ့ကုန်ပိတ်တာဖြစ်တဲ့အတွက်အင်းကနေလိုအပ်တဲ့အစားတောက်တွေ snack တွေအကုန်လုံးကိုထည့်သွားတယ်ဆိုတော့ကျွန်တော်တို့2နိုင်ခွဲပြီဆိုတော့ကျွန်တော်တို့ကာသမားလည်းခုနဖုံးစစ်ထားတယ်ဆိုတော့ကျွန်တော်သွားပြီပါနော်2နိုင်ခွဲနေစထွက်ပြီးစထွက်တဲ့ချိန်မှာအရန်လေးကိုစိတ်လို့ရှားတယ်ပေါ့နော်အိုင်ဇောမျိုးကလူငယ်တွေတာမှာအဲ့တော့အိန္ဒိယမှာရှိတဲ့ပြည်နယ်ဒီဘက်မီဇိုရမ်ရောက်ပြီဆိုရင် react ကိုတွားဖြစ်အောင်တွားတဲ့နေရာtravel vider ဖြစ်တဲ့နေရာပေါ့နော်ဆိုတော့အဲ့နေရာလေးကိုကျွန်တော်တို့ကစင်းလုံးပြတ်ငှားသွားတယ်ပေါ့နော်ဘာလို့ငှားသွားလဲဆိုတော့ကိုတို့ချင်းတွေပြောတော့အေးဝါ tourist feel နဲ့တွားမယ်ဆိုလည်းအဆင်ပြေတယ်တို့ပေမဲ့သူကကျတော့ကျွန်တော်တို့အလုပ်ချိန်တွေကအဆင်မပြေဘူးပေါ့နော်ဆိုတော့အလုပ်ချိန်နဲ့အဆင်ပြေအောင် Sunday သွားရတယ်စင်းလုံးပြတ်ငှားသွားတယ်စင်းလုံးပြတ်ငှားသွားတော့ကိုလိုချင်တဲ့ပစ္စည်းတွေမှန်သမျှကိုထိုးထည့်လို့ရတယ်ချစ်တကယ်ချင်းတို့သွားမယ်ဆိုရင်အဲ့လိုကျွန်တော်ပြောသလိုသွားဖို့ကျွန်တော်အကြံပေးချင်ပါတယ်4ယောက်ပေါ့နော်တစ်စီးမှာ4ယောက်စတယ်ကိုက8ယောက်ရှိတယ်2စီးပေါ့နော်အဲ့လိုလေးသွားကြဖို့ကျွန်တော်အကြံပေးချင်ပါတယ်ဒီဟဲ့လုံးကန်ဆယ်ရပြီခါလာဦးလို့ကkan kerja grab thak to ka mo rasupan ni se doi bare ni kan kerja de kan kerja kan chuan ka thente ba eng vai ba ko vai ba ko to na de vai ba ko vai so ya aku india di mizoram ne ne kala de phare ko da vai kala de ko lo ni ma chuno thin na ni that is called vai ba ko so ကိုလည်းကိုတက်တလောက်ပြီးလောက်လေးတွေပေါ့translation လုပ်နေတာပေါ့နော် CI style မှာဟုတ်လေကျွန်တော်4နိုင်မှာ react ရောက်ပါပြီကျွန်တော်ကားမဖြတ်လိုက်ပါမယ်ခင်ဗျာအပိုင်းနဲ့ထပ်လာမယ်နော်